မန္တလေးမြို့မှာကွာတို့ဖြစ်ဖြစ်လေးတစ်ခုကမြို့မျက်နှာဖုံးတတိကြီးမြို့မျက်နှာဖုံးတတိဆိုလို့စိန်တတိရွှေတတိကြောက်တတိမဟုတ်ဘူးနော်တဲ့သစ္ဆက်တတိကြီးရောတကြီးရဲ့သုံးစင်တိုက်နေအရာကိုကြီးဖွင့်ကလထိုင်ပေါ်မှာဇင်ယူနေတော့သတင်းတစ်ခုကြားရတယ်သစ္ဆက်တွေပြည်သူပိုင်သိမ့်နေအဲ့ဒါငါသစ္ဆက်တွေဂုံပါပြီဆိုပြီးတော့ပြိဿကြီးအဲ့ဒီသတင်းကြားလိုက်တဲ့တတိကြီးကကလထိုင်ပေါ်မှာပဲတတိမိတ်သွားရောပြိဿစည်းစိမ်ကစည်းစိမ်မှမဟုတ်တာမီးရှိန်နဲ့တူတယ်ဘုရားရှင်ဟောတာဘာနဲ့တူမီးရှိန်ဟတ်တော်မပူဘူးလားဩကြည်စံစည်းစိမ်ငါစည်းစိမ်နဲ့ခုစည်းစိမ်ပြည့်စည်တော့ချက်ချင်းတတိမိတ်တာပြိဿအပူသောကနော်အဲ့တော့တတိယလာပြန်တော့လဲသူမစားနိုင်ဘူးမအိပ်နိုင်ဘူးသူများတွေစားသူမစားနိုင်သူများအိပ်တဲ့ချိန်မအိပ်နိုင်ည7 နာရီတိုးလောက်တညရင်မော်တောင်းဘက်လှည့်လိုက်မြောက်ဘက်လှည့်လိုက်ထထိုင်လိုက်အဲ့ဒီလိုဖြစ်နေတော့မှပဲပြိဿကြီးဒါထဲမှာတန်လေးတစ်ခုကြားတာပလူတန်လေးကြားတာဘာတန်လို့ကြည်စံပလူတန်လေးဘဲပါသိဘဲအတန်ပါလိမ့်ဒီပလူတန်လေးကြားရတယ်ဘဲအတန်ပါလိမ့်အဲ့ဒါပြိဿပလူတန်လေးကြားရင်းနဲ့သူကလေဒီကြားလိုက်တဲ့ဒီပလူတန်လေးကိုကြည့်ပြီးတော့ပရင်းမောက်လေးဖွင့်ကြည့်လိုက်တာအဲ့ဒီတိုက်ကြီးနဲ့မဏိဘွေးမှာကျူးကျော်တယ်လေတည်းတေလီရပြိဿကြီးလင်မယားနှစ်ယောက်နေကြတယ်အမျိုးသမီးကပဲပြုတ်တယ်အမျိုးသားကစိုက်ကားသမားစိုက်ကားတဏီကုံစိုက်ကားနဲ့ငွေစိလောက်ရရင်အိမ်ပြန်လာအမျိုးသမီးကလည်းပဲပြုတ်အောင်ထွက်ငွေစိလောက်ရရင်အိမ်ပြန်လာလင်မယားနှစ်ယောက်အစိတ်စီရတဏီ90ဆင်ပြေလိုက်တာအပူမရှိအလိုမရှိသူတို့ကွက်တိချမ်းသာတာဘယ်လိုချမ်းသာတာအဲ့တော့အပူလည်းမရှိအလိုလည်းမရှိကွက်တိချမ်းသာတဲ့ဒီလင်မယားနှစ်ယောက်ကပြိဿကြီးသူ့အမျိုးသားစိုက်ကားနင်းပြန်လာပြီဆိုရင်မျိုးသမီးကထမင်းပွဲနဲ့စောင့်ငပိရင်နဲ့တို့စရာမိန်ရှက်စားပြီးပြန်တော့မအိပ်ကလထိုင်အစုပ်ကလေးအပြင်ထုတ်လာပြီးတော့အဲ့ကလထိုင်ပေါ်မှာထိုင်ဒူးလေးနဲ့သူကဘလွေတန်လေးနဲ့ဘဝပြောအမျိုးသမီးရဲ့ရင်နွေးချမ်းလေးငှက်ရင်ဒီလေးတစ်ဆိုင်တောက်လိုက်ဘလွေတန်လေးနဲ့ပြောလိုက်ဒူးလေးနတ်လိုက်အဲ့ဒါဘယ်သူမြင်တာတော့တတိကြီးဘယ်သူမြင်တာမြင်လိုက်တဲ့တတိကြီးကအံ့ဩပြီးတော့ဩကြည်စံလောကချမ်းသာတင်းတိမ်ရောင်ရဲနိုင်မှချမ်းသာတာဒိဋ္ဌိကြီးမှတ်လိုက်ပါအောင်ဒိဋ္ဌိမတင်းတိမ်မရောင်ရဲနိုင်ဘူးဆိုရင်ချမ်းသာမှုရှိပါမလားတင်းတိမ်ရောင်ရဲနိုင်မှဘာဖြစ်တာချမ်းသာတာအဲ့ဒါတင်းတိမ်ရောင်ရဲမှုမရှိရင်ဒိဋ္ဌိတင်းတိမ်မရောင်ရဲမှုမရှိလို့ရှာလီလီရလာတဲ့ပစ္စည်းတွေနောက်တစ်ခုပစ္စည်းလီလီဘာဖြစ်တာတော့ဆင်းရဲလီလီအဲ့ဒါပြိဿကြီးသံဝကအလွန်ရစရာကောင်းတာနော်အဲ့တော့ခုကြည်စံပြိဿကြီးဘဝမှာဆင်းရဲမှုဆိုတဲ့စကားလေးတစ်ခုနော်မတင်းတိမ်မရောင်ရဲနိုင်ရင်ဘာကုန်မှချမ်းသာမှုဆိုတာမရှိပါဘူးတဲ့ဆင်းရဲလိုက်တာအဲ့တော့ခုကြည်တတိကြီးရဲ့စိုက်ကားသမားကြီးဒုနှံ့ပြီးတော့အမေရင်နွေးတောက်လိုက်ဘလူတန်လေးနဲ့ပြောဩသူလိုသာတင်းတိမ်ရောင်ရဲနိုင်ရင်ငါချမ်းသာမှာပဲလို့စိတ်လေးနည်းနည်းသက်သာရပြီးတော့အဲ့ဒီညကသူအိပ်ပျော်သွားတယ်ဘေးတဲ့ညစဉ်တရားနဲ့မဖြေနိုင်ဘူးသောကဖြစ်နေတဲ့တတိကြီးခုဘလွေတန်ကြားတော့ဘာဖြစ်သွားဖြေနိုင်သွားပြီလားဘာဖြစ်သွားပြီတော့ဖြေနိုင်သွားပြီနော်အိပ်ပျော်သွားပြီအဲ့တော့အိပ်ပျော်သွားပြီဆိုတော့မနေမိုးလင်းတော့ကျေးဇူးတင်လို့တဲ့ကျေးဇူးရှင်စိုက်ကားသမားငါကျေးဇူးဆက်အောင်မယ်ဆိုငွေလေး100ယူတိုက်ပေါ်နေစင်းလာအိမ်ရှိရဟေးစိုက်ကားသမားလာပါအောင်ကွညစဉ်အိပ်မပျော်တယ်ငါဘဝညကမင်းဘလွေတန်ကြားမှာအိပ်ပျော်အေးကွာရော့ငွေတရားဒီလိုပဲငါရဲ့သောကကိုမင်းညှင်းပြီးသွားပြင်ည7 နာရီတိုးလောက်ရောက်ပြီဆိုရင်ငါ့ကိုဘလွေတန်လေးနဲ့ဖြိုပြစမ်းပါဘလွေတန်နဲ့15 မိနစ်လောက်ဖြိုပြရင်မင်းကိုမနဲ့မိုးလင်းတာနဲ့ငါငွေတရားပေးမယ်ပြောပါပေးမယ်အဲ့တော့ငွေတရားပေးမယ်ဆိုတဲ့ဘေးသားကြီးပြောလိုက်တော့စကားသမားအစဉ်ပြေလိုက်တာတဏီကုံစိုက်ကားနဲ့ငွေစိတ်တောင်ပုံမှန်ရကျင်မှရတာခု15 မိနစ်လောက်ဖြိုပြလိုက်ရင်ဘယ်လောက်ရငွေတရားလွယ်တကူရလာတဲ့စိုက်ကားသမားနည်းနည်းဘဝင်မြင့်လာစိုက်ကားတော့ပုံမှန်မနှင်းညင်တော့အဲ့တော့ဒီသားကြီး10 ရက်လောက်ဖြိုပြလိုက်တာကြီးတယ်တနည်းငွေတရားဆိုတော့ငွေဘယ်လောက်1000ပြန်ပြောငွေ1000ရတော့ငွေလေး1000ကိုင်းဟေးအမျိုးသမီးကြီးတို့အိမ်အောင်ကြတဲ့နေရာစားတခါမှငွေ1000ဆိုတော့မပူဘူးမစုဘူးကြည်စံကွာတို့ရင်ကြီးတော့ပေါ်ကြီးတော့ကျဲမြင်လာမြင်ဘေးကြီးတော့တခိုးဝင်စရာပေါက်ကြီးပဲဘယ်နဲ့လုံးမလဲအမေလည်းပဲပြုတ်ရောင်သွားငါလည်းစိုက်ကားနင်းသွားတယ်မိမကြီးတို့ဒီငွေ1000ဘယ်နာသိမ့်မတော့ကွာ
ဘေးသားကြီးသိန်းစီရရှာရပြီဘာရှာရအဲ့ဒီငွေတော်ဘယ်နှသိမ့်မလဲဆိုသိန်းစီရရှာရမြို့သမီးရဲ့ပြောရဲ့မောင်ရဲ့သိန်းစီရများရှာလို့ငွေတစ်ထောင်ကြီးကြီးပေါအောင်လေဟိုမှာတွေ့လာဝလုံးကောင်းလေးအဲ့ထဲကိုထိုးထည့်တာလေဟာမိမမင်းကြည်အောင်ကွာဟုတ်တယ်ဝလုံးကောင်းနဲ့ထိုးတယ်သခိုးတော်မဝင်မင်းပြောတဲ့ဝလုံးကိုကြည်အောင်လမ်းဘေးလေးနည်းနည်းရောက်လမ်းဘေးရောက်နေတဲ့ဝလုံးဆိုတော့တို့မရှိခင်မြူနီစပယ်သိမ့်သွားဘယ်နဲ့လုံးလဲသူပြောပုံလေနော်ဒီငွေတော်တို့ဘယ်နှသိမ့်မလဲသိန်းစီရရှာမတွေ့တော့အမျိုးသမီးကလည်းပဲပြောင်းမထွက်နိုင်ဘူးအမျိုးသားကလည်းစိုက်ကားနဲ့မသွားနိုင်ရှိလို့လားမရှိလို့လားရှိလို့ပြောပါဦးအဲ့တော့ရှိတဲ့အတွက်ကြောင့်ကြည်စံသောကတွေဖြစ်လိုက်တာရှိတဲ့အတွက်ကြောင့်သောကဖြစ်လိုက်တာအဲ့တော့နောက်တော့မှစက္ကသမားပြောတယ်ဟေးမြို့သမီးမင်းလည်းပြေးအောင်ထွက်တော့ငါလည်းစက္ကနဲ့ထွက်ဒီငွေထောင်ထွက်နေတို့သောကရောက်တာငွေထောင်အိမ်ထားခဲ့ရင်တကူကူမှသေချာတယ်အဲ့တော့ငါအကြံရတယ်မောင်ဘယ်လိုကြံမလို့ငါစက္ကနဲ့သွားတဲ့အခါဒီငွေထောင်ကိုဟောဒီစိတ်ကားကုံကလေးအောက်ကိုငါထိုးသွားမယ်ငွေတောင်ကိုစိုက်ကားကိုအောက်ထိုးပြီးတော့စိုက်ကားနင်းသွားမြို့ထဲရောက်တော့ဘုန်းကြီးတစ်ပါးကစိုက်ကားစီးဖို့သူ့ပြောစိုက်ကားငှားတာအဲ့ဒီဘုန်းကြီးကိုပြည့်တဲ့လိုအပ်တဲ့ကြီးစိုက်ကားနဲ့လိုက်ဖို့တဲ့စိုက်ကားသမားကအရင်ရက်လို့မဟုတ်ဘူးရှေ့ဖြောင်းဖြောင်းမနှင်းနိုင်ဘေးကဘုန်းကြီးလှည့်ကြည့်နေဒီဘုန်းကြီးရိုးမှရိုးရလားအောက်ကငွေထောင်များနှိုက်သွားမှာလားစီးတဲ့ဘုန်းကြီးသခိုးလို့ထင်တာဘာသခိုးအဲ့ဒါဒီလည်းရှင်စီးလေဒီလည်းရှင်သခိုးပဲလူတွေစီးလေပဲတဏီကုံပရိသတ်မယုံသင်္ကာမျက်လုံးနဲ့ကြည့်တယ်သခိုးကြည့်တယ်လားရှိလို့လားမရှိလို့လားရှိလို့ဟာသခိုးကြည့်တယ်ပရိသတ်ရဲ့အဲ့တော့သခိုးကြည့်တယ်နော်ပရိသတ်အဲ့ဒီမှာပဲအိမ်ပြန်လာတော့စက်ကားလေးအိမ်နေတာငွေလေးတစ်ထောင်ဘီလိုတဲ့ထက်အိပ်ပျော်တဲ့ချိန်မှာခုခံမှာဆိုလို့အိမ်မပျော်နိုင်အိမ်မပျော်တာတဲ့15မိနစ်လောက်ဖြိုပြဖို့ပရိသတ်နဲ့ဖြိုပြဖို့ तू မေ့သွားတာတတိကြီးကအိမ်မပျော်ဘယ်လိုသာလဲငါမကြောက်ဘယ်လိုသာလဲငါမကြောက်စရုလာသာမတော့ကြားနေပြီကိုလည်းအဲ့ဒီတန်ကြားနေအိပ်ပြောမလို့ဖြစ်နေဘယ်လိုသာလဲငါမကြားတော့ဘူးအိပ်လည်းမပြောဘူးငါဘယ်လိုလုပ်ရမလဲဒီကောင်နေမကောင်းဘူးထင်တယ်မနေ့ကျမှလူမသွားမေးဦးမှာပဲအဲ့တော့လူမသွားမေးဦးမှာဆိုငွေလေးတရားယူပြီးတော့အိမ်ရှိလာဟေးစိုက်ကသမားညကမင်းဘယ်လိုသာမကြောက်လို့ငါအိပ်မပြောဘူးကွာမင်းနေမကောင်းထင်တယ်ရော့ငွေတရားမင်းစေးသွားထုတ်ကြီးတော်စမ်းပါဗျာကျုပ်ဘဝခင်ဗျာအီးချမ်းနဲ့ကျွန်တော်တို့ဘဝဖြစ်စည်းတာကျုပ်ဘလူတဲ့နဲ့မပြောပြနိုင်ကျုပ်မပြောနိုင်တာခင်ဗျာဂျိုးမွေတာဗျတကယ်ဆိုကွာမင်းကျေးဇူးတင်ရမှာတကယ်ဆိုမင်းကကျေးဇူးတင်ရမှာဘယ်နဲ့ကြောင့်မင်းဂျိုးမွေတယ်လို့ပြောတာတော့ဟုတ်ပါတယ်ကျွန်တော်တို့လည်းမြန်နေအောင်အရင်ကအပူမရှိအလိုမရှိကွက်တိချမ်းသာခင်ဗျာဒီနေ့ငွေတရား10ရက်လောက်စုတာငွေတစ်ထောင်အဲ့ဒီငွေတစ်ထောင်သိန်းစီရှာမတွေ့တာနဲ့ကျုပ်တော့ကခင်ဗျားလည်းသာတော့ရော်ဗျာခင်ဗျားငွေထောင်ပြန်သာယူတော့ပါတော့မလီမယူပါရစေနဲ့ကွာချမ်းသာခြင်းလွယ်လွယ်လေးပါဘယ်လိုလုပ်ရမလဲစွန့်လွတ်လိုက်ဒေသကြီးဘာလုပ်လိုက်ချမ်းသာခြင်းလွယ်လွယ်လေးပါစွန့်လွတ်လိုက်ဆိုတော့ကျုပ်ဘယ်မှာစွန့်လွတ်ရမှာတော့ဗျမဟာမြတ်မုနိဘုရားကြီးသွားပြီးတော့မင်းဂောဘကစီသွားငွေတစ်ထောင်ကိုအပ်လိုက်ရွှေချပေးပါလို့ပြောပြီးတော့လှူခဲ့ဒေသကြီးလင်မယားနှစ်ယောက်အမဲစိုက်ကားလေးနဲ့ငွေထောင်ယူဂောဘကမဟာမြတ်မုနိဘုရားကြီးသွားဂောဘကကျွန်တော်တို့ကိုရွှေဘိုးလှူပါတယ်ဆိုပြီးတော့အပ်ခဲ့အဲ့ဒါအပ်ပြီးတော့မှစိုက်ကားပြန်ထွက်စိုက်ကားနဲ့ပြန်ထွက်လာနောက်လှည့်ကြည့်နေငါကွာကိုယ်တိုင်ချလိုက်ရရင်ကောင်းပါခုဂောဘကအပ်ခဲ့တာဂောဘကယုံမယုံရပါလားဒေသဂောဘကတော့စိတ်မချဘူးနော်ဒေသကြီးဘာဖြစ်တာတော့ကြည်စံပရိသတ်စိုက်ကားလေးနဲ့အဲ့ဒီသွားပြီးတော့စွန့်လွတ်လိုက်တာအဲ့ဒီတော့မှပဲပြုတ်တယ်လေပဲပြောင်းထွက်နိုင်သွားစိုက်ကားနဲ့ကလည်းစိုက်ကားသမားကလည်းစိုက်ကားနဲ့ထွက်နိုင်သွားတတိကြီးကလည်းပဲပရိသတ်အဲ့ဒါတင်းနေရောင်ရေးပြီးတော့ဘာဖြစ်တော့အိပ်ပျော်သွားတယ်ချမ်းသာသွားတယ်ဘာဖြစ်လို့တော့စွန့်လွတ်ရင်ဘာဖြစ်တော့ချမ်းသာအဲ့ဒါပရိသတ်ကြည်စံစွန့်လွတ်ရင်ချမ်းသာဆိုလိုတဲ့စကားကပရိသတ်ကြီးအသားတုံးကြီးလေးဒုက္ခရောက်လေတတိကြီးဒုက္ခရောက်ဖို့ကြီးနော်နောက်တစ်ခါစည်းရင်သားတယောက်ကကောပရိသတ်စည်းစိမ်နေရှိလာတဲ့က तू မစည်းရဘူးလားဘဝမှာစည်းစိမ်တံပတ္တိတွေများလေစည်းရဲလေအဲ့ဒီအပေါ်မှာတင်းတင်းရောင်ရဲနိုင်ရမယ်အဲ့ဒီအပေါ်မှာတရားသဘောနဲ့